လက်ရှိ UFC မှာပေါင်းဖော်ပေါင်းနံပါတ်1နေရာမှာရှိနေတဲ့ Islam Makhachev ရဲ့ကစားပုံကိုနေ့စနစ်ပိုင်းဆိုင်ရာရှုထောင့်ကနေလေ့လာကြည့်ပါမယ်။ညီကိုတို့အနေနဲ့နေ့စနစ်ပိုင်းနေစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်နဲ့အတူဒီဗီဒီယိုကိုအဆုံးထိကြည့်အောင်ပါ။ Islam Makhachev ကနဘိုင်း background ကလာပြီးတော့ ground game ကိုပဲအားပြုကစားတဲ့ fighter ဆိုတာအားလုံးလည်းသိပြီးသားဖြစ်မှာပါ။သူရဲ့ကစားပုံကိုလေ့လာဖို့အတွက်ကျွန်တော်ရွေးထားတဲ့ပွဲကသူပထမဆုံး champion ကပတ်ရခဲ့တဲ့ Charles Oliveira နဲ့ပွဲဖြစ်ပါတယ်။ Charles Oliveira ကလည်း ground game ကိုပဲအားပြုကစားတဲ့ fighter ဖြစ်ပြီးတော့သူကိုယ်တိုင်ကလည်း UFC မှာချုပ်ကွက်နိုင်ပွဲအများဆုံးရထားတဲ့ fighter တစ်ယောက်ဖြစ်ပါတယ်။ fighter နှစ်ယောက်စလုံးကဒီ ground game ကိုပဲအားပြုကစားကြပေမဲ့သူတို့ရဲ့ကစားပုံကတော့လုံးဝမတူပါဘူး။ Charles Oliveira ကဒီ BJJ လို့ခေါ်တဲ့ Brazilian Jiu-Jitsu ကိုအသားပေးပြီးတော့ကစားတဲ့ဒီ submission hunter တစ်ယောက်ဖြစ်ပေမဲ့Islam Makhachev ကတော့ wrestling လို့ခေါ်တဲ့နဘန်းပိုင်းကိုပဲအဓိကအားပြုပြီးတော့ကစားတဲ့ pressure fighter တစ်ယောက်ဖြစ်ပါတယ်။ကဲဒါဆိုရင်တော့ဒီပွဲမှာ fighter တွေအသုံးပြုသွားကြတဲ့ပွဲအတွင်းကနေ့စနစ်ပိုင်းတွေကိုအသေးစိတ်လေ့လာကြည့်အောင်ပါ။ Oliveira ကညာချေအမြင့်ကန်ချက်ကန်ပြီး pressure ပေးထားပေမဲ့ Makhachev ကအေးဆေးပါပဲ။ forward pressure ပေးပြီးတော့တန်စကာနားကိုတွန်းပို့ခြင်းနေတဲ့ Oliveira ရဲ့ plan ကို Islam Makhachev ကညာဖြောင်းဘယ် white combo နဲ့ဖျက်ဆီးလိုက်နိုင်ပါတယ်။ဒီ fighter နှစ်ယောက်စလုံးက ground game မှာဆရာကြီးတွေဆိုတော့တယောက်ကိုတယောက်လဲချဖို့မကြိုးစားသေးဘဲနဲ့ stand fight မှာရှင်ပြီးတော့ကစားကြည့်ပါသေးတယ်။ striking ပိုင်းမှာတော့ Oliveira က Makhachev ကိုထိအောင်မထိုးနိုင်သေးဘဲနဲ့ Makhachev ကတောင်မှထိကျပိုရနေတဲ့အတွက် Oliveira အနေနဲ့ stand fight ပိုင်းမှာနည်းနည်းလေးနှိမ့်နေတယ်လို့ပြောလို့ရပါတယ်။ဒါကြောင့်မလို့ Oliveira က ground game ကိုဆွဲခေါ်ဖို့ကြိုးစားပါတယ်။သူက body lock ယူပြီးတော့ Islam Makhachev ကိုလဲချခြင်းပေမဲ့ Makhachev ရဲ့ body balance ကအလှကြီးအနေထားဖြစ်နေတာကြောင့် Charles Oliveira အနေနဲ့ Makhachev ကို top position ပေးလိုက်ရပါတော့တယ်။အသာစီးရသွားတဲ့အနေထားမှာတော့ Islam Makhachev က ground and pound နဲ့ Oliveira ကိုထူထောင်မှုကြိုးစားပါတယ်။ BJJ ဆရာကြီး Oliveira ကလည်းအချင်းမဟုတ်ပါဘူး။ Islam Makhachev ရဲ့ level ကိုသူ့ရဲ့ခြေထောက်နှချောင်းနဲ့ညှက်ပြီးတော့ inverted triangle ချုပ်ရဖို့ကြိုးစားတာပါ။ Islam Makhachev အနေနဲ့ကတော့သူ့ရဲ့ level ကြားထဲကိုလက်ရှိုထည့်လိုက်နိုင်တဲ့အတွက်ချုပ်ကွက်တော့မပေးခဲ့ရပါဘူး။ဒီနေရာမှာ fighter နှစ်ယောက်စလုံးရဲ့ပညာပိုင်းအားပြိုင်မှုတွေကိုကြည့်ရတာတော်တော်လေးကိုရတာရှိပါတယ်။ချုပ်ကွက်မအောင်မြင်တဲ့နောက်မှာတော့ Charles Oliveira က butterfly gut တင်ပြီးတော့ခံစစ်အနေထားပြန်ထားလိုက်ပါတယ်။ Charles Oliveira ရဲ့ခံစစ်ကစားပုံကောင်းနေတာကြောင့် Islam Makhachev အနေနဲ့တော့ ground game မှာ control တိုင်းရတာကလွဲရင်ဘာမှအထီးထီရောက်တော့မလုပ်နိုင်ခဲ့ပါဘူး။ဒီနေရာမှာဆိုရင် Charles Oliveira က butterfly switch ကိုပြန်သုံးပြီးတော့ Islam Makhachev ရဲ့ဒီ control ယူထားတဲ့ ground game ကနေပြန်ပြီးတော့ရအောင်ရုံးထွက်နိုင်ခဲ့ပါတယ်။ဒီနေရာမှာဆိုရင်လည်း Charles Oliveira က underhook အနေထားကနေပြီးတော့ Islam Makhachev ကိုတန်စကာဘေးမှာ pressure ပေးထားတာကိုတွေ့ရပါတယ်။စီကွန်တိုင်းမှာတိုက်စစ်ဆင်ပြီးတော့အသာစီးရဖို့ကြိုးစားတာက Charles Oliveira ဆိုပေမဲ့တကယ်တမ်းအသာစီးရသွားတာက Islam Makhachev ပဲဖြစ်နေပါတယ်။ဒီနေရာလေးကိုကျွန်တော်အနည်းပြခွင့်နဲ့ပြန်ပြပေးပါမယ်။တကယ်တမ်း pressure ပေးထားတာက Charles Oliveira ဖြစ်ပြီးတော့ Islam Makhachev ကဒီ rear body lock အနေထားကနေပြီးတော့ balance ရအောင်ဖြတ်တယ်ပြီးရင် inside trip သုံးပြီးတော့ Charles Oliveira ကိုအလှကြီးရအောင်လှည့်ပြသွားပါတယ်။ဒီနေရာမှာတော့ Islam Makhachev ရဲ့ဒီ take down ယူတဲ့ပညာပိုင်းတွေက Charles Oliveira ထက်ပိုပြီးတော့ကောင်းမွန်နေရကိုလည်းတွေ့ရပါတယ်။ Islam Makhachev ကတော့ Charles Oliveira ကိုလွယ်လွယ်ကူကူချုပ်မရဘူးဆိုတာသဘောပေါက်ထားတဲ့အတွက်ချုပ်ဖို့မကြိုးစားတော့ဘဲနဲ့ဒီလက်သီးချက်တွေနဲ့ ground and pound တွေသုံးပြီးတော့အမှတ်ယူဖို့ပဲကြိုးစားနေတာတွေ့ရပါတယ်။ပထမအချိန်မှာတော့ထိချက်ရောဒီ control တိုင်းရောပိုများတဲ့ Islam Makhachev ကလုံးဝအပြတ်သက်အသာရတဲ့အကြီးလို့ပြောရမှာပါ။ Charles Oliveira အနေနဲ့ Islam Makhachev ကို striking ပိုင်းရော ground game မှာပါအသာစီးရအောင်ကစားထားနိုင်ခြင်းတော့မရှိသေးပါဘူး။ Islam Makhachev အနေနဲ့ကတော့ဒီ stand fight ပိုင်းမှာလည်း Charles Oliveira ကိုသူ့ရဲ့ဘယ်ဖြောင်းညာ white combo တွေနဲ့ထိချက်တွေရအောင်ယူနိုင်ခဲ့တယ်လို့ take down ယူတဲ့အပိုင်းတွေမှာလည်း Charles Oliveira တဲ့အပြတ်သက်အသာစီးရအောင်ကစားထားနိုင်လို့ဒီအချီကတော့သူအနိုင်ရတဲ့အချီလို့ပဲပြောရမှာပါ။ Okay second round ဒုတိယအချီပြန်စပါပြီ။ fighter နှစ်ယောက်စလုံးကတော့မတူညီတဲ့ stance နဲ့ပဲပွဲထွက်လာတာတွေ့ရပါတယ်။ Islam Makhachev ကထုံးစံအတိုင်းပဲဖြောင်းညာ white combo သုံးပေမဲ့ဒီတစ်ခါတော့ Oliveira ကရအောင်ရှောင်သွားနိုင်ပါတယ်။ဒီတစ်ခါမှာတော့ Islam Makhachev က underhook အနေထားကနေတန်စကာဘေးမှာ Charles Oliveira ကို pressure ပေးထားပါတယ်။ဒီတစ်ခါမှာတော့ Oliveira ကစာတက်သွားပြီဖြစ်တာကြောင့်မလို့ Islam Makhachev အနေနဲ့လဲချဖို့မဖြစ်နိုင်တော့ပါဘူး။ဒီနေရာမှာ Charles Oliveira ကအမှားကြီးတစ်ခုလုပ်လိုက်ပြီးတော့ဒီအမှားကြောင့်ပဲသူ့အနေနဲ့ပေးဆက်မှုကြီးသွားခဲ့ရပါတယ်။ Charles Oliveira အနေနဲ့လည်းမထိနိုင်တဲ့အနေထားတစ်ခုကနေ Islam Makhachev ကို flying knee သုံးဖို့ကြိုးစားပါဒါပေမဲ့သူ့ရဲ့ flying knee က miss ဖြစ်သွားတဲ့နောက်မှာတော့ catch လွတ်သွားတဲ့အနေထားကို Islam Makhachev ရဲ့ညာဝိုက်တစ်ချက်ဝင်လာပြီးတော့ရုပ်ကြိုးပြတ်ကိုလဲကျသွားတာပါ။ Islam Makhachev ကတော့ဒီအနေထားကိုလုံးဝလက်လွတ်မခံဘဲနဲ့ ground game ထိလိုက်ပြီးတော့ပွဲဖြတ်ဖို့ကြိုးစားပါတယ်။ဒီနေရာမှာ Makhachev က end triangle ရအောင်ယူထားပြီးတော့ side control အနေထားကနေ fully lock လုပ်ထားလိုက်ပါတယ်။ Charles Oliveira လည်းမခံနိုင်တဲ့ဆုံးမှာတော့လက်ပုတ်ပြီးတော့ရှုံးပေးလိုက်ရပါပြီ။ Charles Oliveira အနေနဲ့တော့ Makhachev လို fighter မျိုးကိုမစင်မချင်းဒူးပြန်တိုက်ဖို့ကြိုးစားတာကအမှားဖြစ်သွားခဲ့ပြီးတော့သူ့အနေနဲ့ဒီ catch လွတ်သွားတဲ့အနေထားမှာညာဝိုက်လက်သီးတစ်ချက်ကမေးရိုးကိုတက်ထိသွားတာကြောင့်ဒီနိုင်ပွဲကို Makhachev ရဲ့လက်ထက်ကိုထည့်ပေးလိုက်ရတဲ့အထိပေးဆက်မှုကြီးသွားခဲ့ရပါတယ်။ဒီနေရာမှာ Makhachev က submission လုပ်သွားတာလည်းအရန်မြန်တယ်လို့သူ့ရဲ့ grip အားကြီးကလည်းအရန်ကောင်းတာဖြစ်တဲ့အတွက် Charles Oliveira အနေနဲ့ဘာမှမတတ်နိုင်ပါဘူးလက်ပုတ်ပြီးတော့ပဲရှုံးပေးလိုက်ရပါတယ်။ Okay ဒီဗီဒီယိုကတော့ဒီလောက်ပါပဲနေ့စနစ်ပိုင်း30ချက်တွေကြည့်ချင်တဲ့ပွဲတွေရှိရင် comment မှာဝင်ရောက်မှတ်ချက်ရေးခဲ့လို့ရပါတယ်ကျွန်တော်လည်းဆရာကြီးတော့မဟုတ်ပေမဲ့ကျွန်တော်သိတဲ့အပိုင်းလေးကနေပြီးတော့ပြန်လည်မျှဝေပေးတာဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်